တင်းရဲ့အားနည်းချက်တွေပေါ်မှာတင်းစိတ်ဆင်းရဲနေစရာဘာကြောင်းမှမရှိဘူးတင်းရဲ့အားနည်းချက်တွေအများနဲ့ထောက်ပြတဲ့နေရာမှာတင်းရှိနေတယ်ဆိုရင်တင်းတိလိုက်အဲ့ဒါတင်းနေရာမှားနေတာတင်းနေရာမှာရောက်သွားရင်တင်းကိုဘုရားသခင်အကြီးကြီးဆွဲပြီးတော့ချီးမြှောက်စရာအကြောင်းရှိတယ်အာမင်တင်းဘာမှစိတ်တက်ကြစရာမလိုဘေးနာရှိပြောလိုက်ဘယ်တော့မှစိတ်တက်မကြနဲ့ပြောလိုက်စမှာဘယ်တော့မှစိတ်တက်မကြဟာလေလုယာဟာလေလုယာ negative ကိုတင်းအမြဲတမ်းဘာပြန်ယူတတ်မလဲ positive ပြန်ယူတတ်တဲ့သူဖြစ်ပါစေဟာလေလုယာ positive အမြဲတမ်းပြန်ယူတတ်မယ် let the weak say let the poor say ဘာလို့ let the poor say လို့ပြောလဲဆိုတော့တင်းကိုသူများကြည့်လိုက်တော့ဘာမှမရှိတဲ့ရုပ်စော်လည်းမရှိဘူးလို့ပြောမှာပေါ့လူများတွေကြိုက်တာပြောပါစေမင်းဘာပြောမလဲတဲ့ဖခင်တင်းကိုပြောနေပြီသူများမင်းကိုကြိုက်တာပြောပါစေမင်းအချင်းနဲ့အပြင်ပန်းကြည့်လို့သူများကြိုက်တာပြောပါစေဒါပေမဲ့မင်းဘာပြောမလဲမင်းပြောတဲ့အတိုင်းမင်းဖြစ်လာမှာသူများပြောတဲ့အတိုင်းမင်းဖြစ်လာမှာမဟုတ်ဘူးဟာလေလုယာတင်းပြောတဲ့အတိုင်းတင်းဖြစ်လာမှာဖြစ်တယ်အဲ့ဒါဘသူတွေအတွက်လဲတဲ့ဖခင်သားသမီးတွေဖခင်ပေးထားတဲ့အမွေဖခင်သခင်ဒီလိုအမွေထောက်ကြီးချပေးတာမဟုတ်ဘူးဖခင်ရဲ့သားသမီးအမွေရပါလဲဆိုတင်ပြောတဲ့အတိုင်းမြင်တွေ့ရတဲ့ခွင့်ကိုဖခင်ကပြင်ဆင်ထားတာအဲ့ဒါဖခင်ပေးထားတဲ့အမွေဟာလေလုယာတော့ဖခင်သားသမီးတွေဖခင်ဘာပြောလဲငါ့ကိုတင်တို့ကြားစီခြင်းကပြောကြတော့စကားအတိုင်းမင်းတို့ငါပြုပေးမယ်ဟာလေလုယာဟာလေလုယာ